Ôn cảnh khom đồ na sai so hồ lên nhá chụp đồ này hồ là son salai so ana sarkut ya Nó tọa như thế để chú bối pasena bề đo nó khoa khăn nặng chú hình cổ lại chân sẽ ra sản phẩm chỉ chế bát đấy.
တော့သူကစင်စင်အာယူဖို့အတွက်သူတို့ရွေးချယ်ထားတဲ့အကြောင်းအရာကတော့ဘုရားသခင်ရဲ့နာမတော်ကိုဒီခိုးပြီးတော့ဒီအားကြီးတဲ့သူကိုတိုက်ချင်းဆိုတဲ့ဘုရားဒေသနာဖြစ်ပါတယ်ဆိုတော့နာမတော်ကိုမိခိုး၍ဒီအားကြီးသောသူကိုတိုက်ချင်းဆိုတဲ့အကြောင်းအရာကိုယာလဝင်ချုပ်ဒုတိယဆောင်အခန်းကြီး14 15 16အခန်းကြီး3ခုထဲကနေပြီးတော့ရှင်ဘုရင်အာတမင်းရဲ့တက်တာနေပြီးတော့သူကလေ့လာပြီးတော့ခွန်အားယူဖို့ရန်အတွက်ဒီကနေ့ကျွန်တော်ပြင်ဆင်ထားပါတယ်ပထမဦးစွာစံပိုက်နေဖတ်ကြားလို့ပါတယ်နေ့ရာခန်း15အခန်းငယ်နေ့ကနေပြီးတော့စပြီးတော့ဖတ်ပါမယ်။အိုးအာတမင်းအိုယုဒလူအမျိုးနှင့်ဗင်ယမိန်အမျိုးသားအပေါင်းတို့ငါစကားကိုနားထောင်ကြလော့။ဒီတို့ဒီထာဝရဘုရားဘက်၌နေရင်နေစဉ်ကာလထာဝရဘုရားသည်ဒီတို့နှင့်အတူရှိတော်မူမည်။ထာဝရဘုရားကိုရှာရင်အတွေ့ခံတော်မူမည်။စွန့်ရင်ဒီတို့ကိုစွန့်တော်မူမည်။ကြာမြင့်သောကာလပတ်လုံးဣတိလအမျိုး၌မှန်သောဘုရားမရှိ။ဩဝါဒပေးတတ်သောယေဘရဟိမရှိ။တရားလည်းမရှိသေး၍ဘေးရောက်သဖြင့်သူတို့သည်ဣတိလအမျိုးဘုရားသခင်ထာဝရဘုရားထံတော်သို့ပြန်လာ၍ရှာကြသောအခါအတွေ့ခံတော်မူ၏။နေ့ရာခန်းကြီး14အခန်းငယ်17ကနေဖတ်ပါမယ်။အာတသည်မိမိဘုရားသခင်ထာဝရဘုရားအားဟစ်ခေါ်၍အိုးထာဝရဘုရားကိုယ်တော်သည်လူများတို့တွင်အားနည်းသောသူကိုကယ်တင်ခြင်းကတတ်နိုင်တော်မူသည်ဖြစ်၍အိုးအကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားကယ်တင်တော်မူပါအကျွန်ုပ်တို့သည်ကိုယ်တော်ကိုခေါ်လုံ၍နာမတော်ကိုအမိပြုလက်ဤအလုံးအရင်ကြီးကိုတိုက်ချင်းကသွားပါ၏အိုးထာဝရဘုရားကိုယ်တော်သည်ကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ၏လူသည်ကိုယ်တော်ကိုနိုင်သောအခွင့်ရှိစေတော်မူပါ၏ဟုဆုတောင်းသည်ဖြစ်၍ထာဝရဘုရားသည်ကုရှလူတို့ကိုအာတနှင့်ယုဒလူတို့ရှိမှတန်ခတ်တော်မူသဖြင့်သူတို့သည်ဖြစ်ကြ၏နောက်တစ်ပိုက်ဖတ်ပါမယ်ရှင်းရခန်း14ခန်းငယ်နဲ့အာတမင်းသည်မိမိဘုရားသခင်ထာဝရဘုရားရှိတော်၌ကောင်းသောအမှုဖြောင့်မတ်သောအမှုတို့ကိုပြုလေ၏ဖတ်တော်ရဲ့စပိုက်ပေါ်မှာဘုရားရှိရောက်တဲ့ပြကောင်းပြပါစေအာတမင်းကြီးဆိုတာကအင်္ဂလိပ်လိုတော့ King Asa လို့ပြောတာပေါ့နော်ဘာလို့အာတမင်းဆိုတာဒါဝိဒ်မင်းကြီးရဲ့ music ကနေဒီလိုဆိုတော့90ရောက်ပြီးဖြစ်တယ်ဒါဝိဒ် music ပါပထမမင်းစစ်ဖြစ်တယ်ပြီးတော့ဆိုလိုမုန်ဖြစ်တယ်ပြီးတော့ရေဟောဘုံဖြစ်တယ်ပြီးတော့အဘိဂျပေါ့နော်အဘိဂျဆိုတော့အဘိယပေါ့နော်ဘယ်လိုတော့အဲ့ဒီအာတမင်းက90ရောက်